ကျွန်တော်ဘဝမှာမကွေးမြို့ကိုရောက်တိုင်းဘေတော့မှမေးလို့မရတဲ့ပြန်တွေးတိုင်းလဲစက်တီးထရတဲ့ညတညရှိခဲ့ဘူးတယ်အဲ့ဒါကတော့တင်ကာဂီရီရောက်ွက်ထက်ကကုတ်ကုတ်ပင်ကြီးနဲ့ကြုံခဲ့ရတဲ့ဖြစ်ရပဲမကွေးသားတွေတီးကြတဲ့အတိုင်းတင်ကာဂီရီဆိုတာအရင်ကတင်ချိုင်းဟောင်းကြီးလေးပါလီမန်ခေတ်ကမြို့ကွက်တိုးချေတော့အလောင်းတွေကိုရွှေ့ကြရတယ်အဲ့ဒီတုန်းကကားကလည်းရှားတော့ညဘက်ကြီးနွားလဲတွေနဲ့တိုက်ထုတ်ခဲ့ကြတာဒါပေမဲ့အားလုံးမပါသွားဘူးလို့လူကြီးတွေပြောတာကျွန်တော်ကတော့ပုံမြင်လို့ပဲထင်ခဲ့တာပေါ့အဲ့ဒီညကမင်္ဂလာဈေးနာကတငယ်ချင်းအိမ်မှာတောက်စားပြီးပြန်လာတာည12နာရီကြော်နေပြီလမ်းမပေါ်မှာလူသူကကင်းမဲ့လို့မင်္ဂလာဈေးတဲ့အရင်တမဝိုင်မဆိုင်ဟောင်းဘေးကကိုကိုပင်ကြီးနာရောက်တော့ဆိုင်ကယ်တာဘာဖြစ်မှမသိပဲတုံခါပြီးထိုးရသွားတယ်တောက်ဒီချိန်မှလာဖြစ်ရလားကျွန်တော်ဆိုင်ကယ်ဘောကဆင်းပြီးပြန်နိုးဖို့ကြိုးစားနေတော့ရုတ်တရက်လေတူးတယ်မှာပုတ်စော်နန်းလို့အတိတ်ကအုတ်ကူဟောင်းဒီစီကရတတ်တဲ့မြင်နဲ့လိုမျိုးအနံ့တစ်ခုကနှာခေါင်းနဲ့အတင်းတိုးဝင်လာတယ်ပတ်ဝန်းကျင်လာလဲပုံမှန်တဲ့ပိုတိတ်ဆိတ်သွားတယ်လို့ပဲအပင်အောက်ကအုတ်ပုံဟောင်းတွေကနဲ့မှောင်ရိပ်ထဲမှာထိုးထောင်နဲ့လက်သေးတွေလိုမျိုးကြည့်ရတာတမျိုးကြီးပဲအဲ့ဒီချိန်မှာပဲအပေါ်ကနေဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူတခုခုပြုတ်ကျလာတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်လက်ကြည့်လိုက်တော့အပင်ခြေကအုတ်ပုံတွေကြမှာလူတယောက်မတ်တက်ရက်နေတာကိုတွေ့လိုက်ရတယ်စပင်တွေကဖားလျားကြနေပြီးတကိုယ်လုံးအဝတ်ဖြူပွပွကြီးဝတ်ထားတဲ့မိန်းမတယောက်သူ့ရဲ့အသားရည်တွေကဖြူဖြော်ယုံတင်မကပဲမြေကြီးထဲမှာနှစ်ပေါင်းများစွာနေခဲ့တယ်လို့မျိုးညိုမြဲပုတ်တိုးနေတာကျွန်တော်ကအမူးချိန်ထဲမှာဘာမှမစင်စားပဲဟေးဘာတူလဲဗျာဒီအချိန်ကြီးဘာလုပ်နေတာလဲလို့လှမ်းအောင်မေးလိုက်မိတယ်အဲ့ဒီမိန်းမကဖြည်းဖြည်းချင်းလက်ကြည့်လာတယ်သူ့မှာမျက်နှာဆိုတာမရှိဘူးဗျာမျက်လုံးနေရာမှာဟောင်းလောင်းပေါက်ကြီးနှစ်ခုနဲ့ပါဇက်ကတော့တစ်ခုခုကိုအတင်းပြိုးချင်နေတယ်လို့မျိုးလှုပ်ရှားနေတာသူကကျွန်တော်စီကိုခြေတံမကြားရပဲတရွေ့တိုးလာတယ်ကျွန်တော်ကြောက်အားလန့်အားနဲ့ဆိုင်ကယ်ကိုပစ်ပြီးထွက်တည်းကိုကျူးစားပေမဲ့ခြေထောက်တွေကမြေကြီးထဲမှာတစုံတစ်ယောက်ကဆွဲထားတယ်လို့ရွေ့လို့မရတော့ဘူးသူကကျွန်တော်နားကိုကတ်လာပြီးအီးဆက်လာတဲ့လီထန်ကြီးနဲ့ဟာမလိုက်ချင်လို့ကြံခဲ့တာလေ။ဟာဘူးလာမတော့ဆက်တယ်ပြောလိုက်တာပါ။အဲ့ဒီအထံကနားထဲမှာကြားရတာမျိုးမဟုတ်ဘဲဦးနောက်ထဲအထိတက်ရိုက်တုံခါသွားတယ်လို့ပဲ။အဲ့ဒီချိန်မှာလေသူ့ရဲ့အေးဆက်လာတဲ့လက်ကြောင်းတွေကကျွန်တော်လေဘင်းကိုလာထိတယ်။နှလုံးရက်မတက်ကြောက်သွားတဲ့ခံစားချက်ကြီးဗျာ။ဒီအပင်ကငါအိမ်ဒီမြေကငါအိမ်လို့သူကတိုးလေးကတ်ပြောပြီးတဟားဟားနဲ့ရေတော့တာပဲ။အဲ့ဒီရေတန်ကအရန်ခြောက်ချားဖို့ကောင်းတယ်။ကျွန်တော်အမိုးတွေပါချက်ချင်းပြေပြီးဖျားစာကိုစိတ်ထဲမှာအတဲထန်ကျွနေမိတယ်ဘလောက်တောင်ကြာသွားလဲမသိဘူးလမ်းမပေါ်ကိုဆိုင်းကယ်ကစီးရဲ့မီးတောင်ကရောက်လာတော့မှအဲ့ဒီပုံရိပ်ကြီးကအငွေ့ပြောင်သလိုပျောက်ကွယ်သွားတော့တယ်ကျွန်တော်အိမ်ကိုဘလို့ပလန်ရောက်လာလဲတော့မမှတ်မိတော့ဘူးမနှက်ကြအောင်ကျွန်တော်ပခုံးပေါ်မှာဖြူဖြောပြီးအနံ့ဆိုးထွက်နေတဲ့သပင်းရှည်ကြီးတစ်ပင်ကပ်ပါလာတာကိုတွေ့လိုက်ရတယ်အဲ့ဒီတကယ်ကကျွန်တော်နားလဲသွားတာကမျိုးကွက်တွေဘလောက်တိုးချဲ့ပြီးလူတွေဘလောက်နေနေအရင်ကပိုင်ရှင်တွေကတော့သူတို့နေရာကိုစွန့်ခွာမသွားကြသေးဘူးဆိုတာပါပဲအခုထိလည်းအဲ့ဒီကိုကုတ်ပင်ကြီးပေါ်မှာဘယ်သူမှမခုတ်ရဲကြဘူးခုတ်ဖို့စူးစမ်းတဲ့သူတိုင်းအနာရိုးကရတာဒါမှမဟုတ်သွေးပြက်စရာတွေကြုံရတာမျိုးရှိတတ်လို့လေအခုချိန်ထိလည်းညဘက်12နာရီကျော်ရင်အဲ့ဒီအပင်အောက်မှာအဝတ်ဖြူနဲ့မိန်းမကြီးကတစုံတစ်ယောက်ကိုစောင့်နေသေးတယ်လို့ကျွန်တော်ယုံကြည်နေမိတယ်မိတ်ဆွေတို့တော့ဒီကိုကုတ်ပင်ကြီးမှာတရေ6ခံရတဲ့ဖြစ်ရပ်တွေကြုံဘူးလားဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာပြောပြပေးခဲ့ပါဦးခင်ဗျာ